สวัสดีครับผมมีนต้ากลับมาพบพวกคุณอีกแล้วเอพิโซดนี้จะพูดถึงคีย์เวิร์ดการเรียนรู้ภาษาไทยระยะเริ่มต้นမင်္ဂလာပါခင်ဗျာကျွန်တော်မင်းပါပါတကယ်ချင်းတို့နဲ့အတူပြန်ဆောင်ကြပြန်ပြီအခု episode မှာထိုင်းဘာသာရပ်နဲ့ပတ်သက်ပြီး keyword တစ်ခုဖြစ်တဲ့စီစဉ်လေးတွေကိုကျွန်တော်ဖြည့်ရှင်းထားပြပါတယ်ကျွန်တော်ကိုထိုင်းလို့ပြောခွင့်ပြုပါခင်ဗျာฝึกเขียนบ่อยๆเริ่มจากเขียนไดอารี่สั้นๆหรือเขียนโพสต์สั้นๆทุกวันซากุมาจากขนาดကြီးပါရန်ရာရှိတိုးတိုးရေးချင်းဒါမှမဟုတ်စာပုတ်တိုးတိုးကိုနေ့စဉ်ရေးပြီး Facebook ပေါ်တင်ချင်းနေ့တိုင်းလုပ်အောင်ဖြစ်ပါတယ်เขียนบรรยายสิ่งที่เห็นหรือความรู้สึกของตัวเองကိုယ့်ရဲ့ခင်မြင်ချက်မြင်သောအကြောင်းအရာကိုဖော်ပြချက်ရေးခြင်းဒါမှမဟုတ်ကိုယ့်ရဲ့ခံစားချက်ကိုတိုင်းအရာစာဖြင့်ရေးထုတ်ပါให้ครูเพื่อนหรือเจ้าของภาษาช่วยตรวจและขอคำแนะนำผู้ที่นี่ได้เสียสีกันนี้เป็นไงชิဒါမှမဟုတ်မိခင်အာနာစကားပြောသူနဲ့ဒီကနေစင်ဆက်ပြီးနောက်တော့အကြံဉာဏ်အောင်ဖြစ်ပါတယ်ဒါကိုစင်ဆက်မပြတ်အချက်မြောင်လုပ်သွားနိုင်တယ်ဆိုရင်ငယ်ချင်းမိတ်ဆွေတို့အတွက်ထိုင်းဘာသာရက်ထိုင်းဘာသာစကားပြောခြင်းရေးသားမှုအားလုံးကကောင်းမွန်စွာနဲ့ပြုစုရေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာการเรียนรู้เป็นอิสรภาพของชีวิตသင်ယူခြင်းသည်ဘဝ၏လွတ်လပ်မှုအကြောင်းရင်းခံဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းပါပါ